လုပ်တွေစ조사နေပြီမဲ့လေကို့အတွက် light ချင်းချင်းတွေကိုမရရှိသေးတဲ့သူတွေတလဝင်ငွေတွေနဲ့အလုပ်လုပ်ပြီးတော့အလင်မမီဘူးဖြစ်နေတယ်အလုပ်တွေကြီးပဲဖိလုပ်နေလို့မိသားစုအတွက်အချိန်မပေးနိုင်တဲ့သူတွေကို့ဘဝအတွက်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ်ပိုင်ခံယူချက်တွေမရလို့စိတ်ဖိစီးမှုတွေအရန်ကိုများနေတဲ့ဆိုတဲ့သူတွေအတွက်ဖြစ်တယ်ကျမက digital business ကိုလုပ်ကိုင်နေတဲ့သူတယောက်ဖြစ်တယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ်ပိုင်ခံယူချက်ကိုယ်ပိုင်အချိန်တွေကိုမရရှိခဲ့တဲ့အတွက်စိတ်ဖိစီးမှုတွေရှိနေတဲ့သူတယောက်ဖြစ်ခဲ့တာဖြစ်တယ်ဒီ digital business ကိုလုပ်ကြည့်လိုက်တဲ့အခါမှာ system ရဲ့ကောင်းကျိုးတွေကိုအမကရရှိခံစားလာရတာဖြစ်တယ် system က 90% လုပ်ပြီးတယ်အမက10%လေးပဲလုပ်ဆောင်ပေးရတာဖြစ်တယ် step by step လေ့လာလို့ရတဲ့စီးပွားရေးမျိုးဖြစ်တဲ့ system ကနေအားလုံးသင်ပေးသွားတယ် technology မတက်ရောအင်္ဂလိပ်လိုစကားမကျွမ်းရောစိတ်ပူစရာမလိုဘူးဒီလုပ်ငန်းဆိုလို့ရှိရင်အသက်18နှစ်ပြည့်တဲ့ကိုယ့်ရဲ့သားသမီးတွေကိုလည်းအမွေအဖြစ်နဲ့လွှဲပြောင်းပေးလို့ရတဲ့လုပ်ငန်းမျိုးလေးဖြစ်တယ် target တစ်ခုကိုရောက်သွားပြီဆိုလို့ရှိရင်ကိုယ့်အတွက်ပင်စင်လစာကလည်း9000ကနေစပြီးတော့ရရှိအောင်မှာဖြစ်တယ်အသက်18နှစ်ပြည့်တဲ့သူတိုင်းဘယ်နေရာဘယ်ဒေသမှာပဲနေအင်တာနက်ရဲ့တယ်လီဖုန်းရဲ့ရှိတာနဲ့လေလုတ်ကင်လို့ရတဲ့စီးပွားရေးဖြစ်တယ်ကို့အတွက်လစဉ်ဝင်ငွေတွေကိုလည်းရရှိနေအောင်မှာဖြစ်တယ်တကယ်လို့ဒီကမိတ်ဆွေကစိတ်ဝင်စားတယ်ဆိုရင်တော့လမ်းမိုးဘတ်တန်ကိုနှိပ်ပြီးတော့ဝင်ရောက်လေ့လာကြည့်ပါတင့်ဘဝကိုပြောင်းလဲဖို့အတွက်ဒီနေရာနေစတင်လိုက်ပါ